ကရှင်ပြည်နယ်ဖားကန့်မြို့နေမိခင်ကြီးဒေါ်ခင်မေဝင်းအားအမှုထား၍ကိုဇော်ဝင်းဦးမတ်ဝါဝါနိုင်သမီးမဖူးပွင့်စံမိသားစုတို့မှခင်မွန်ကိုဇော်ဝင်းဦး၏45နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ်ကြက်ခောက်ဆွဲကြော်ပွဲ90နဲ့စတော်ဘယ်ရီသီးဖြော်ရည်10ခွက်တို့ကိုလှူဒန်းတဲ့အလှူမှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာကြက်ခောက်ဆွဲကြော်10ခွက်နဲ့စတော်ဘယ်ရီအသီးဖြော်ရည်10ခွက်တို့ကတော့အလှူရှင်မိသားစုပို့ဆောင်ခိုင်းတဲ့အကြောင်းကိုတောက်ရောက်ပို့ဆောင်ပေးရတာဖြစ်ပြီးတော့ကျန်တဲ့ပွဲ40ကတော့တန်ဃာတော်တွေကိုအာရုံစိုက်အောင်လုပ်ပေးတာဖြစ်ပါတယ်ဗျာသံဃတဒေမနိဗ္ဗာနတနိဗ္ဗာနတဟောရိညာဏတဟောရိညာဏတပစ္စယောပစ္စယောဟောတုသံဃာတော်ရှင်မြတ်တို့အားမွန်မြတ်လာစွာသောခောက်ဆွဲကြော်ဆွမ်းခဲဝဲဘောဇင်တို့ကိုချင်းပြည်နယ်ဖားကန့်မြို့နေမိခင်ကြီးဒေါ်ခင်မေဝင်းအားအမှုထား၍ကိုဇော်ဝင်းဦးမဝါဝါနိုင်သမီးမဖူးပွင့်စံမိသားစုတို့မှခင်မွန်ကိုဇော်ဝင်းဦး၏45နှစ်ပြည့်ဝင်းနေမင်္ဂလာချိန်အခါ၌အပြစ်ခတ်သိမ်းပပျောက်ငြိမ်း၍ အသက်ရှည်စွာနာမေရေးတံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါသံဃာတော်ပေါင်း50တို့အားအပါ50တို့အားမွန်မြတ်လာစွာသောခောက်ဆွဲကြော်ဆွမ်းခဲဝဲဘောဇင်တို့ကိုနိဗ္ဗာန်ရည်မှန်း၍ စက္ကလူရန်ကြပါ၏ရှင်ဘုရားဣဒံနောပုံညာ နိဗ္ဗာန်နိဗ္ဗာနတဟောရိညာဏတပစ္စယောဟောတုဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်ယနေ့ဗံ၏ဟောတိညာဤကြောင်းထောက်ပဖြစ်ပါစေသာရှင်ဖေယဤကောင်းမှုကုသိုလ်ဤဘိုးဘာကကိုဂုဏ်ကျေးဇူးအထူးရှိကြပေကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးများနှင့်ကိုယ်ဆောင်နှံ့များအိမ်ဆောင်နှံ့များ ကျောင်းဆောင်နှံ့များ ဘုရားစေတီတော်ဆောင်နှံ့များ လောက်ခွင်ဆောင်နှံ့များ ရက်ကွယ်ဆောင်နှံ့များ မြို့ရွာဆောင်နှံ့များ သာသနာတော်ဆောင်နှံ့များ လောကပါဠနှံ့များအစထား၍ 30ပုံ၌ ကျင်လေကြကုန်သောဒုက္ခိတဒုခိတဝေနေယသတ္တဝါနန္ဒတို့အား ကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ ကျွန်ုပ်တို့နှင့် အတူတကွ ကုသိုလ်အမြတ်ရကြ၍ ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်ရောမူကြပါကုန်သောသာဓ